အားလုံးပဲမင်္ဂလာပါရှင်တီတီဖူအန်ကွန်ကင်ဘလော့ကနေပြန်ဆဲကြိုးလိုက်ပါတယ်ရှင်တီတီဒီနေ့မနက်ချက်ထဲမှာပေါ့အပင်လေးတွေဟိုးပြင်းတီးပြင်းလုံနေတော့ပေါ့ငါနေလက်စားအတွက်ဘာတွေချက်ရမလဲလို့စဉ်းစားမိတာအော်မှချက်သားနဲ့အာလူတွေလည်းမနေ့ကချက်သားနဲ့အာလူတွေကြံသေးတယ်ငပိတောင်းနဲ့ကြံငပိတောင်းကိုဒီနေ့ဒီလိုပုံစံမစားချင်တဲ့အတွက်ငပိရည်စီသက်ပုံစံပြောင်းနဲ့ပြတာပေးမှာပေါ့နော်အဲ့ဒါနဲ့လိုက်ဖက်တော့ကျဲဦးလေးလည်းခလောက်ကြော်ပါအောင်မယ်ဖြင့်ပထမဆုံးအနေနဲ့ငပိရည်စီသက်ပြင်ဆင်ဖို့အတွက်စီတဆက်ပြချက်တုံပြူလေးရင်ထောင်းထားပြရမယ်ငယ်တိဖွဲ့ချက်မုတ်လေးထိုင်ထောင်းမွေးပါမယ်စီပူလိုက်ဆိုငယ်တိဖွဲ့ချက်မုတ်ချက်တုံပြူစီတက်ငပိတောင်းထားတာလေးထဲအဲ့ဒါမွေးလိုက်ဆိုရေထဲအဲ့ရေလေးပွက်လိုက်ဆိုစားချက်တမဟုတ်ထဲစီပြန်လာပြီဆိုရင်ငပိစီတက်မွေးလေးတစ်ခါရရှိပါပြီရှင်ကျုပ်ခလောက်ကြော်ဖို့အတွက်ချက်သွန်ဒီခရညင်နီစားချက်သားမှုတ်အကျော်မှုတ်ငါမျိုးဆက်ဟာလေးတွေချက်သွန်မိန်လေးထည့်ပြီးတော့အခုလိုခလောက်ထားပေးပါမယ်စီပူလာဆိုကျဲဦးလေးထည့်ကြော်လိုက်မယ်ဆိုရင်ဖြစ်စားချင်းစရာကျဲဦးကြော်ကြီးရေနောက်ကြတော့ဗနီကကြံတဲ့ချက်သားအာလူချက်ကြီးရေမုံညင်းစောချီဟင်းကြီးရေငပိရည်စီသက်ပြောင်းနေထားတဲ့ငပိရည်စီသက်ကြီးရဲ့အတိုးမြုပ်ကြီးရရှိပါပြီရှင်အားလုံးပဲသုံးဆောင်ကြပါအောင်ရှင်စားပါပြီနော်မနေ့ကကြံတဲ့ကြက်သားနဲ့အာလူသီးနှက်ကြီးရဲ့ကျက်ဥကြော်ရဲ့အတိုးအမြုပ်ရဲ့ငပိရည်တွေကတော့နေထားတာငပိရည်အဲ့လိုလေးငပိတောင်းပုံစံငပိရည်ပုံစံလှုပ်ရှားခြင်းတော့အဲ့ဒါအလဟာတာလည်းမဖြစ်ဘူးဟင်းပြန်နောင်ရက်ကြဟင်းပြောင်းဟင်းလေးရောက်ဖြစ်တယ်ဒီမှာချီဟင်းချင်းရလည်းကောင်းမှကောင်းကြံနေရောလေဒီလိုတူဒီနေ့တော့မချက်တော့အဲ့ဒါလေးပဲချက်လိုက်လေကဲချစ်တို့ကျုပ်ကြော်နဲ့ခွန်းလိုက်ပါမယ်နော်ခွန်လိုက်ပါပြီတူတူသုံးဆောင်ကြစို့နော်နောက်ဆောင်ရအောင်နေဘလော်လေးကလာပါပဲနံဘလော်ဒီမှာအားလုံးဆက်သွကြမယ်အားလုံးနဲ့တတာ